저 아비자에 기타 치두면에 공연인 벌리 미스 에브리다 알로 민가와 저는 디부에 피명 로야지 예리리 저는 도좀 되더라고요. 냥이냐တွေ့ကြုံလေးပါလေးနေပေါ့နော်ဘန်ကောက်တို့ဘာလို့မှာဂီတာကွန်တက်စီပါလောက်ကြတယ်ပြိုင်ပွဲလေးတွေလောက်ကြတယ်ပေါ့စုတွေကြီးမြင်ကြတယ်အများကြီးပဲပေါ့အားရစရာကောင်းပါတယ်ဘာညာချက်ပြီးတဲ့အခါမှာကျွန်တော်တို့ယဉ်နီးတဲ့ဂီတာသမားတွေကိုတိုင်ပင်တဲ့အခါမှာကျွန်တော်တို့ဒီစီစဉ်လေးဖြစ်နေအောင် music နဲ့ပတ်သက်ပြီးပွဲရခဲ့ကြတဲ့လူတွေမရှိပါဘူးကျွန်တော်တို့ကိုတတ်တော့မတ်တော့နဲ့ကြိုးစားခဲ့ကြပြီးတော့ဒီလောကမှာတွေ့ကြုံရင့်လာတဲ့အခါကျတော့လူကြီးလို့ဖြစ်လာတဲ့အခါလူကြီးနေရာမှာဝင်ရပေးတဲ့သဘောမျိုးလူငယ်တွေဖြစ်စေခြင်းနဲ့စံတာပါအဲ့ဒါလေးကိုအဓိကရည်ရင်းဖြစ်ပါတယ်ကျွန်တော်ဂီတာသမားတွေကြားထဲမှာကျွန်တော်စကားပြောခိုင်းတယ်ကျွန်တော်စကားပြောဖို့စီစဉ်ဆိုတာမရှိပါဘူးကျွန်တော်ကိုပေါ့ဂျော်လီပေါ့တကယ်ချင်းနေဖြစ်တယ်ကိုပေါ့ရဲ့စီစဉ်လေးမှာထူးထူးခြားခြားနဲ့လူငယ်ဂီတာသမားတွေကျွန်တော်တို့လောကထဲမှာပြန့်ပြန့်ပေါ်ပွားဖြစ်အောင်ဖြစ်စေခြင်းနဲ့ဆိုတော့စိတ်ကလေးတစ်ခုနဲ့ဒီစီစဉ်လေးကိုလုပ်တဲ့နေရာမှာကျွန်တော်တို့ကပါဝင်ပြီးပံ့ပိုးကူညီတာနော်အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲအစီအစဉ်လေးကိုအခုချိန်